ဒီပြိုင်ပွဲရဲ့ဆွဲဆောင်မှုပေါ်အကြီးကျယ်တရားမှုရှိမဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့လီယိုနယ်မက်ဆီပါဝင်မှုပါပဲ။အင်ရှင်နိုင်ငံအသင်းဖြစ်တဲ့အင်နာမိုင်ယာမီကိုရွေးချယ်ခြင်းကမက်ဆီလိုကမ္ဘာကျော်ဘောလုံးသမားပါဝင်မှုကနေရရှိလာမယ်။ပြည်သက်စိတ်ဝင်စားမှုနဲ့စီးပွားရေးအကျိုးမြတ်တွေကိုဖီဘာကရှင်းရှင်းလင်းလင်းမျှော်မှန်းထားတယ်ဆိုတာကိုပြသနေပါတယ်။ဒါအပြင်ကီလီယန်အမ်ဘာပေလိုကမ္ဘာထိပ်တန်းကစားသမားတို့ကရီယယ်မက်ဒရစ်အသင်းနဲ့အတူပါဝင်လာမဲ့ပေါ်လေပြည်သက်တွေကစောင့်မျှော်နေကြပါတယ်။2025 FIFA ကလပ်ဝေါ်ကပ်ရဲ့အကြီးမားဆုံးဆွဲဆောင်မှုတွေရဲ့တကူကတော့ကလပ်အသင်းတွေရရှိမဲ့မျိုးမြတ်မြတ်စုကြီးပမာဏတွေပဲဖြစ်ပါတယ်။ FIFA ဟာဒီပြိုင်ပွဲကိုကမ္ဘာအဆင့်ကလပ်ဘောလုံးရဲ့ထိပ်တန်းပွဲတော်တစ်ခုဖြစ်မြင့်တင်မှုရည်ရွယ်ထားသလိုပါဝင်မဲ့ကလပ်အသင်းတွေကိုလည်းဗန်နာရေးရခိုင်မာတဲ့အကျိုးမြတ်တွေရရှိစေဖို့စီစဉ်ထားပါတယ်။ FIFA ရဲ့တရားဝင်ထုတ်ပြန်ချက်အရဒီပြိုင်ပွဲအတွက်စုစုပေါင်းစုကြီးရန်ပုံငွေဒေါ်လာ1ဘီလီယံကို Confederation တွေနဲ့ကလပ်အသင်းတွေကြားခွဲဝေပေးသွားမှာဖြစ်ပြီးဒါဟာကလပ်ဘောလုံးလောကမှာမကြုံစဖူးတဲ့အကြီးမားဆုံးစုကြီးပမာဏတစ်ခုလည်းဖြစ်ပါတယ်။စုစုပေါင်းဒေါ်လာ1ဘီလီယံကိုအဓိကအဖြစ်ကဏ္ဍနှစ်ခုခွဲပြီးခွဲဝေပေးထားပါတယ်။ပထမတစ်ခုကတော့ပါဝင်ငွေစုကြီးရန်ပုံငွေဖြစ်ပြီးဒေါ်လာ925သန်းသတ်မှတ်ထားပါတယ်။ဒုတိယတစ်ခုကတော့စွမ်းဆောင်ရည်အလိုက်စုကြီးရန်ပုံငွေဖြစ်ပြီးဒေါ်လာ485သန်းရှိပါတယ်။